Hello, Kabachi Mashida, Nikumama Missy. A column, didn't about your chilless or didn't so in, let home, la senga, senala pie, send a yet knit pipare, no? So rock Christmas yati yaulabi so rock. လူတွေရဲ့စိတ်ထဲမှာတော့တခုတော့တခုခုပေါ့နော်တခုခုတော့ပြောင်းလဲမယ်လို့ယုံကြည်တယ်အဲ့ဒီထဲမှာကျွန်တော်ဗာပြောချင်လဲဆိုတော့မိတ်ဆွေတို့ကျွန်တော်တို့ဆိုတာကမိတ်ဆွေနဲ့ကျွန်တော်ကလူတစ်ယောက်ရဲ့ဗတ်ဒိတ်သွားတဲ့အချိန်ကျရင်ကျွန်တော်တို့ကlet's song ပေးစမြဲပဲเนาะပေးတတ်ကြတယ်တန်ဖိုးသေးတာတန်ဖိုးနေတာရှိမယ်တန်ဖိုးကြီးတာရှိမယ်အမျိုးမျိုးပေါ့เนาะကိုတတ်နိုင်တဲ့လောက်တော့ပေးကြတာပဲမပေးနိုင်ရင်တောင်မှတွားပြီးတော့အားပေးတယ်ဟာအသက်ရှင်ပါစေကြမ်းပါစေပေါ့เนาะစုအမျိုးမျိုးတောင်းပေးကြတယ်ကောင်းချီးပေးကြတယ်ပေါ့ဆိုတော့လူအချင်းချင်းတောင်မှအဲ့လိုပေးတယ်အဲ့လိုစူတောင်းပေးတယ်ဆိုရင်ကျွန်တော်တို့စိတ်ထဲမှာအခုနကျွန်တော်ပြောတယ်လို့တခုခုတော့ပြောင်းလဲမယ်လို့ယုံကြည်တယ်အဲ့ဒီထဲမှာမိတ်ဆွေတကယ်ပြောင်းလဲတယ်လားစိတ်ပဲမပြောင်းလဲခိုင်းနဲ့လူခန္ဓာကိုယ်လည်းပြောင်းလဲတယ်လို့စိတ်အကုန်လုံးလည်းပြောင်းလဲပါနော်လူတယောက်ရဲ့မွေးနှစ်သွားတဲ့အချိန်ကျရင်ကျွန်တော်တို့လက်ဆောင်ယူသွားတယ်လို့စုတောင်းပေးတယ်လို့ကောင်းချီးပေးတယ်လို့ကျွန်တော်တို့ကိုကယ်တင်တဲ့သခင်ယေရှု birthday မွေးနှစ်ဖြစ်ပါတယ်ကျွန်တော်တို့ကဘာပေးနိုင်တယ်လဲသခင်ယေရှုကိုကျွန်တော်တို့ကဘာပေးနိုင်တယ်လဲကျွန်တော်ကအရင်တော့အရက်တောက်တယ်မိုးရိုးတယ်မိုးရက်ဆေးဝါးလုပ်တယ်ရန်ကားတယ်ဆိုရင်ကျွန်တော်တို့ကသခင်ယေရှုခရစ်စမတ်လက်ဆောင်အနေနဲ့ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုပြောင်းလဲပြရမယ်နော်သခင်ယေရှုမွေးဖွားလာတဲ့အကြောင်းကျွန်တော်တို့ယုံကြည်လက်ခံရမယ်နော်ကျွန်တော်တို့ကသခင်ယေရှုမွေးနေ့မှာဗတ်ဒေးမှာကျွန်တော်တို့ကနော်ဝမ်းမြောက်စွာကြိုဆိုရမယ်နော်ကျွန်တော်တို့ကအစာအတော့လားနော်လက်ဖွဲ့တစ်ခုခုတော့ကျွန်တော်တို့ကသခင်ယေရှုကိုပေးရလိုက်မယ်ဘာပေးရမလဲကိုယ့်ကိုစဉ်းစားပါကိုယ်အသက်ပေးမလားကိုယ်အသက်ဆိုတာတေခိုင်းတာမဟုတ်ဘူးနော်တေခိုင်းတာမဟုတ်ဘူးကိုယ်စဉ်းစားပေါ့နော်ပြောင်းလဲချိန်တန်ပြီဆိုတဲ့စကားအမျိုးပေါ့နော်ကိုတွေးကြည့်ပါကိုပတ်ဝန်းကျင်မှာရှိတဲ့ဆရာမတွေမင်းမြန်လို့ရပါတယ်နော်မင်းမြန်ကြပါခရစ်စမတ်ဆိုတာဘာအဓိပ္ပာယ်လဲခရစ်စမတ်ရောက်လာပြီဆိုတော့ကျွန်တော်တို့ဘာလို့ရမလဲကျမဘာလို့ရမလဲဆိုတာအဖက်မှာဘုရားကျောင်းမှာလိုအပ်တာရှိရင်ရှိတယ်လို့ပုံပြီးပါပံ့ပိုးပါငွေအားဖြင့်မကူညီနိုင်တော့မှဆုတောင်းတဲ့အားဖြင့်နော်လှုပ်အားနဲ့ကူညီလို့ရပါတယ်နော်ရပါတယ်ဒါတွေကလူကြီးတွေလှုပ်ပဲဒါတွေကဆရာတွေလှုပ်ပဲနော်အဲ့လိုမျိုးမတွေးပါနဲ့အဲ့လိုမျိုးတွေးလို့မရပါဘူးနော်မိတ်ဆွေကျွန်တော်တို့မှာအားကိုးရမဲ့နေတဲ့အချိန်မှာကျွန်တော်တို့ကိုကယ်တင်တဲ့ဖခင်မမေ့ပါနဲ့ကျွန်တော်တို့ကိုကယ်တင်တဲ့သခင်ယေရှုကိုမမေ့ပါနဲ့ဆိုတာတရင်ကောင်းလေးပြောချင်ပါတယ်ဈာနာတို့အရောက်ရှိတိုင်းမှာနော်ကောင်းကြီး
ဖြစ်ပါစေဒီလောက်ပဲเนาะ